ဒါကတော့ကလေးတွေကစားဖို့မိုးရံပူပေါင်းလောက်မှာပေါ့နော်ပျော်တန်းပေါ့နော်သူများကြီးလည်းပညာရအောင်တင်ပြပေးကြနော်ရေတံမှုနှစ်ပူချက်မှာပိုက်ထည့်ထားတယ်နော်ဒီကောင်ကဘူစီပေါင်းနဲ့တက်ပြီးတော့ဓာတ်ငွေထွက်မယ်ပဲဒီကထွက်လာတဲ့ဓာတ်ငွေကိုဟိုက်ဒရိုဂျင်ကိုတန့်စင်သွားအောင်ရေဖြတ်ခိုင်းမှဒီထဲမှာရေထည့်ဒီထဲမှာကော့စတစ်နဲ့ဒီမှာဘီယာဘူးကုန်နော်ဖြတ်ထားတယ်ကော့စတစ်ကဒီလိုထုတ်တာစက်ပြဆိုင်တွေမှာဝယ်လို့ရတယ်နော်အခုဒီထဲကိုရေထည့်ပြီရေတိုင်းညိုင်းလည်းမကောင်းဒါဓာတ်ငွေထွက်မှာပဲဒါတယောက်ဒါလေးကြိုင်နားလေးမကြိုင်မကြောက်နဲ့နော်မကြောက်ဘူးမလားကြောက်ပါအောင်ကဲဒါတော့ဒီထဲကိုပြာဘူးကလေးထည့်sorry တော့ဒီလောက်ပဲခဏနော်first tip ကိုဘာနဲ့ခတ်မလဲလက်ကိုကြွတ်ဆက်လိုက်တရားကြွတ်ဆက်ပြီးကင်ပြီးထည့်မယ်နော်ဒီလောက်ထည့်လိုက်တယ်ဗောနော်ကြွတ်လက်အိတ်တွေရပါရကော့စတစ်ကတော့သူကတန်နဲ့ထိလို့မကောင်းဘူးเนาะအဲဒါကြောင့်မလို့အဲ့ထဲကိုတန်နဲ့ဇွန်းနေနဲ့တွားခတ်လို့အဆင်မပြေဘူးအဲ့တော့ခမန်းကြည့်လေးနဲ့ပေါ့နော်အဲဒီထဲကိုလောက်ရတဲ့ကဲဇွန်းနဲ့ဆိုရင်တော့ဒါသုံးစွန်းစာလောက်ရှိမှာပေါ့နော်ပြီးရင်ကျွန်တော်ကရေထည့်ရေထည့်လိုက်တဲ့နဲ့သူကဓာတ်ပြုတ်သွားဘူးစီပေါင်းတွေယူထားမယ်ဘူးစီပေါင်းကော့စတစ်ကလည်းဒီမှာပေါ့နော်ဆက်ပြကုန်ညမ်းဆိုင်မှာဝယ်လို့ရနော်ဒါတန်းငွေထွက်နေပြီနော်ရေခမ်းတဲ့အကြောင်းရင်းကဒီဟိုက်ဒရိုဂျင်ကိုကျွန်တော်ကတန်တန်ရှင်းရှင်းရကျင်လို့ရေခမ်းတာဒီဘက်ကဓာတ်ပြုတ်နေတဲ့ပစ္စည်းပေါ့နော်ခုနကော့စတစ်နဲ့ရေနဲ့နော်ဟိုဘီယာဘူးကွနဲ့ဓာတ်ပြုတ်နေတဲ့ပစ္စည်းကနေဓာတ်ပြုတ်ပြီးထွက်လာတာပိုက်နေနော်ဒီမှာပိုက်နေဒီဘက်ကဓာတ်ငွေထွက်နေတာဆက်ပါသေးရနော်ပေါင်းလေးရသွားပါပြီเนาะဟုတ်လားမကျွန်တော်သားလေးကစားဖို့ညသားပြလာကျေးဇူးတင်ပါတယ်နဲဒါကတော့ဒုတိယအလုံးလေးပါကဲရတော့ပါပြီเนาะဒါကတော့တတိယတစ်လုံးပါ
သုံးလို့ရတော့ပါပြီ